ဆွေတို့ကောင်းကင်ကြီးကိုမောကြည့်တဲ့အခါမှာအမြဲတမ်းဘာကြောင့်ပြာနန်းနေတယ်ဆိုတာကိုစဉ်းစားဖူးလားဗျဒါကိုတယောက်ယောက်ကတက်ပြီးတော့ဆေးရောင်ချေထားတာလားဒါမှမဟုတ်မော်ပညာလားစတော့ကလေးတွေးတွေနဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကတွေးခဲ့ပါတယ်ဗျဒါပေမဲ့တကယ်တမ်းကတော့ဒါကတော့နေရောင်ခြည်ကြောင့်ဖြစ်တာပါနေရောင်ခြည်ကိုကျွန်တော်တို့ကအဖြူရောင်ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့နေရောင်ခြည်ထဲမှာအယောင်9ရောင်လုံးပါပါတယ်ကျွန်တော်တို့တက်တန့်ထဲမှာပါဝင်ကြတဲ့အယောင်တွေပေါ့အဲ့ဒီအလင်းတန်းတွေကကမ္ဘာလေထုကိုဖြတ်ပြီးတော့ကမ္ဘာပေါ်ကိုရောက်နေတဲ့အချိန်မှာကမ္ဘာလေထုပေါ်မှာရှိတဲ့အမောအမွားတွေနဲ့တိုက်ခိုက်ပါတယ်ဗျာအဲ့လိုတိုက်ခိုက်မိတဲ့အချိန်မှာအနီအဝါစသောအယောင်တွေကလိုင်းအလားရှိတဲ့အတွက်ကြောင့်အဲ့ဒီအမောအမွားတွေကိုဂရုမစိုက်ဘဲနဲ့ဓာတ်တိုက်ကမ္ဘာထဲကိုဖြတ်ဝင်လာပါတယ်ဗျာဒါပေမဲ့အပြာရောင်ကတော့အလိုင်းလားတိုတဲ့အတွက်အမောအမွားတွေနဲ့တိုက်ခိုက်မိတဲ့အချိန်မှာသူကဘောလုံးတစ်လုံးကိုပြန့်စင်သွားပြီးတော့အယောင်တွေအားလုံးပြန့်လွင့်သွားပါတယ်ဒါကြောင့်ကျွန်တော်တို့ကကောင်းကင်ကြီးကိုကြည့်တဲ့အချိန်မှာအပြာရောင်ဖြစ်နေရတာပါဒါပေမဲ့နေဝင်တဲ့အချိန်မှာနေကကျွန်တော်တို့နဲ့အဝေးဆုံးကိုရောက်ရှိနေတဲ့အတွက်သူအလင်းရောင်ကအများကြီးခရီးနေလာရပါတယ်ဒါကြောင့်အဲ့ဒီအချိန်မှာအပြာရောင်ကလမ်းမတင်ပျောက်ဆုံးခဲ့ပါတယ်သူကလိုင်းအလားတိုတဲ့အတွက်ကြောင့်ပေါ့လိုင်းအလားရှိတဲ့အနီနဲ့အဝါစားတဲ့အယောင်တွေပဲကျွန်တော်တို့ကမ္ဘာမြေပြင်ပေါ်ကိုရောက်ရှိနိုင်တဲ့အတွက်နေဝင်ခါနီးတို့နေထွက်ခါနီးစားတဲ့အချိန်မှာကောင်းကင်ကြီးကညီရဲတောက်ပြောင်နေတာပဲဖြစ်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြိုက်နေတတ်ရင် like follow လုပ်ခဲ့ပေးပါနောက်မှပြန်တွေ့မယ်ဗျာ